မျိုးသားပတ်စံရှင်မှုအတွက်ဘောင်းမီအိတ်ထဲထည့်ထားတဲ့ပတ်စံတွေကိုနှိုက်လိုက်ပါတယ်။ဒါပေမဲ့ပတ်စံစားပြားမုံတွေပဲထွက်လာခဲ့တာပါ။သူကတခုခုတွေးမိသွားပြီးတော့အိမ်ကိုပြန်ရောက်တာနဲ့အိမ်ထဲကပတ်စံတွေကိုကျုံရင်းနဲ့ပရင်ပေါက်ကနေပြစ်ချလိုက်တာပါ။ပတ်စံတွေကအပြင်ကိုရောက်သွားတာနဲ့မီးလောင်ပြီးတော့ပြားမုံတွေဖြစ်နေပြောင်းလဲသွားခဲ့ပါတယ်။သူကပိုပြီးတေချောင်းလို့ပကြီးကားတစ်ချက်ကိုအိမ်အောင်စီကိုယူလာခဲ့တာပါအိမ်တကားဝမှာပကြီးကားတစ်ဝက်ကိုအပြင်ထုတ်ထားလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတကားပြင်ရောက်နေတဲ့ပကြီးကားတစ်ဝက်ကလောင်ကျွမ်းသွားခဲ့တာပါအိမ်ထဲမှာဝင်နေတဲ့ကြံတစ်ဝက်ကတော့အရင်တိုင်းရှင်နေပါတယ်အမျိုးသားလေးတစ်ပိုင်းချန်တဲ့ပကြီးကားကိုနေရံမှာပြန်လာချိတ်ပါတယ်နောက်တော့အိန္ဒိယတွေကိုတူနဲ့ထုတ်ကြည့်တာပါနေရံနောက်မှာအများစွာသောဝါယာကျိုးတွေကိုတွေ့ရတဲ့ပြင်အိမ်ချမ်းပြင်အောင်မှာလည်းဝါယာကျိုးတွေအများကြီးရှိနေခဲ့တာပါအမျိုးသမီးကတော့လာသားရွယ်ကလေးကိုချီပြီးအေကန်ထဲမှာရှိနေပါတယ်အမျိုးသားကအပြင်မထွက်ဖို့မိမဖြစ်သူကိုပြောပေမဲ့အမျိုးသမီးကနားမထောင်ပဲကလေးချီရင်းနဲ့တကားပြင်ကိုထွက်သွားခဲ့ပါတယ်မင်းနဲ့နေငယ်မှာပဲကလေးကကျေလောင်စွာငိုလာပြီးအမျိုးသမီးကလည်းသူမယောက်ျားကိုငိုတန်ကြီးနဲ့အော်ခေါ်ပါတော့တယ်အမျိုးသားကလေးကိုအိမ်ထဲအမြန်ပြန်ချီလာပါတယ်ဒါပေမဲ့အခုတော့ကလေးကလာသားရွယ်မဟုတ်တော့ပဲ9နှစ်10နှစ်အရွယ်လောက်ကိုကြီးနေပြီးအဝတ်စားတွေလည်းမတော်တော့ပါဘူးအမျိုးသားလည်းဒီအိမ်ကြီးကတခုခုမမမှန်တော့ဆိုတာသတိထားမိသွားခဲ့ပါတော့တယ်ထောင်းလင်းပေးခဲ့တဲ့ recap အကြောင်းအရာတွေကိုကြိုက်နဲ့တက်လိုက်မယ်လို့မျှော်လင့်မိပါတယ်အသေးသေးသော recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အများနဲ့ချစ်ခင်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်